မြန်မာငယ်ငယ်လေးတက်အမတို့မသိဘူးဆိုတာနဲ့ဆိုတော့အဲ့ contact lens နဲ့တက်လိုက်မြန်မာအိမ်မှာတက်အဲ့လိုမျိုးလေးဆိုတော့မသိတာဟုတ် carrot တဲ့ဟို ginger နည်းနည်းထည့်တယ်အဲ့လို apple ပန်းသီးနည်းနည်းထည့်တယ်အဲ့လိုမျိုးလေး juice လေးတွေကိုတော့တောက်ဖြစ်တယ်မျက်စိအားဖြစ်စေမဲ့ဟာလေးတွေပေါ့နော်ဘေးကနေထိုးတဲ့ဟာမျိုးကြတော့ကိုကခဏရင်ရှိသွားပြီအများနဲ့ထိုးနီးထိုးခံနေရတဲ့ခါကျတော့ကိုတော့ကအဲ့လိုအရင်တော့ဟောဖြစ်တော့ဟုတ်ကဲ့ဒီ Canon ပေါ့နော်ဒီ40 series အသက်လေးကို launch လုပ်တဲ့ပွဲလေးဆိုတော့ဒီဖုန်းလေးကအခုစမ်းသုံးကြည့်နေတာပေါ့နော်ဒီထဲမှာပါတဲ့ AI features တွေကတော်တော်လေးကိုအသုံးဝင်AI features တွေကဘယ်လိုဖြစ်သွားလဲဆိုတော့ကိုအလုပ်ကိစ္စတွေအမြန်ပြီးသွားတာပေါ့နော်တခုခုဆိုရင်အဲ့လိုမျိုးကိုကတစ်ချိန်လုံး edit လုပ်ပြီးကြာနေကြမလို့တော့ပေါ့ကိုရီကျတော့အဲ့လိုမျိုးဓာတ်ပုံရိုက်တာဝါသနာပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်မနေရလဲရှုပ်ပြမှာရိုက်နေရဆိုတော့အခုလိုဖုန်းAI features တွေနဲ့ကြတော့ပုံရမြင်မြန်ဆန်ဆန်ပြီးသွားတာပေါ့နော်နန်းစုကတော့လေဖုန်းကိုမမရဖုန်းအမတ်တရဆိုလို့ရှိရင်ဟိုကမမေက3နှစ်သမီးတည်းပေါ့နော်9တန်းလောက်တည်းကဖုန်းကိုအဲ့လိုစပြီးတော့ဝယ်ပေးရဆိုတော့အဲ့ကလေးကတော့ဖုန်းကိုစပြီးတော့သုံးတာပေါ့နော်ဒါပေမဲ့ကိုကဟိုကလေစာလဲလုပ်တဲ့ထဲမှာပါတယ်ပြီးတော့မျက်မှန်တက်ရတယ်ပုံမှန်ဆိုရင်လည်းမျက်မှန်တက်ရတဲ့ထဲမှာပါတယ်ဆိုတော့မျက်စိကနည်းနည်းပုံမှန်တက်ကိုအားစိတ်ရတယ်ဆိုတော့ screen time ကတော့ကိုယ့်ကိုယ်နည်းနည်း manage လုပ်တယ်အရင်တော့မကြည့်ဘူးပေါ့နော်ငယ်တော့ကလေအဲ့လိုဟိုဟာ TV တွေပါကြည့်အဲ့လို screen တွေပါအရင်ကြည့်စားလဲအရင်လို့ဆိုမျက်စိတွေပါအဲ့လိုနာတတ်တာပေါ့နော်အဲ့လို migraine တွေပါအဲ့လိုဖြစ်တတ်တော့ဖုန်းဆိုရင်တော့တက်နေသူ manage ပြီးတော့လုပ်ပြီးတော့ကြည့်တယ်အချိန်လုံးတော့မကြည့်ဘူးဟုတ်ဒါဆိုခုမျက်မှန်တက်တာမျက်မှန်ငယ်ငယ်လေးတက်အမတို့မသိဘူးဆိုတာနဲ့ဆိုတော့အဲ့ contact lens နဲ့တက်လိုက်မျက်မှန်အိမ်မှာတက်အဲ့လိုမျိုးလေးဆိုတော့မသိတာဟုတ်ဒီခိုင်းဆိုင်ကားမောင်းတော့လေမျက်မှန်ဆိုလို့ရှိရင်အဲ့လိုအငွေ့ပြန်သွားတာအငွေ့ရိုက်သွားတာတို့အဲ့လိုမျိုးလေးရှိတော့မျက်မှန်သိမ့်မတက်ဖြစ်တာပါဝါနည်းနည်းများ200လောက်ရှိဟုတ်ကဲ့နင်းတော့ကားကိုယ်တိုင်မောင်းတာများပါတယ်ဟိုကလေအဲ့လိုပဲပေါ့နော်ဒီလိုကားကျတော့သူ့လမ်းနဲ့သူသွားတာကိုဒီလိုဒဲ့ကြီးဒီလိုဒဲ့ကြီးဆိုရင်တော့ headlight ထိုးလိုက်တယ်ဆိုတော့မျက်စိတအားပြက်မှာပေါ့နော်ဟိုကကျတော့ဟိုဘက်လမ်းသူ့လမ်းသူသွားကိုယ့်လမ်းကိုသွားတဲ့အခါမျိုးကျတော့တအားကြီးတော့အဲ့လိုဓာတ်ရိုက်ကြီးတော့မစိုးနေပေါ့နော်ဆိုတော့အဲ့လိုမျိုးကျတော့မောင်းရတာဆိုအဲ့နဲ့ဆိုအဲ့လိုမျိုးပေါ့နော်အဲ့လို carrot juice တွေပါလည်းတောက်တယ်ပေါ့နော် carrot juice တွေအဲ့လိုမျိုး carrot တဲ့ဟို ginger နည်းနည်းထည့်တယ်အဲ့လို apple ပန်းသီးနည်းနည်းထည့်တယ်အဲ့လိုမျိုးလေး juice လေးတွေကိုတော့တောက်ဖြစ်တယ်မျက်စိအားဖြစ်စေမဲ့ဟာလေးပေါ့နော်ပြီးတော့အဲ့လိုဖုန်းကိုတစ်ချိန်လုံးအဲ့လိုစိုက်ကြည့်ရတော့ပါတော့ဆိုတိတ်မကြည့်ဖြစ်ဘူးပေါ့အဲဒါကြောင့်မခုနောက်ပိုင်းကဂယူတော့စိုက်ဖြစ်ပါတယ်ဟိုလိုမျိုးကိုကမျက်စိကျတော့အမြဲကိုကအသုံးပြုနေတာဆိုတော့လေတိတာပါပဲဥမာတခုခုအဲ့လိုမျက်ကြောတွေကြိုက်လာပြီးသူအားနေလာပြီဆိုရင် sign နေပြဒီမျက်ကြောတွေကြိုက်တာတို့ကြိုက်နည်းနည်းလေး power changes ဖြစ်သွားတယ်ဆိုဝါလာတာမျိုးအဲ့လိုမျိုးလေးဆိုတော့ကိုတတိထားလိုက်တယ်သူ့အားဖြစ်စေမဲ့ဟာလေးဥမာကိုကအစားတောက်နဲ့အားဖြစ်လို့မရလို့ရှိရင်မနိုင်တော့ဘူးဆိုရင်အဲ့လိုဆေးပါနည်းနည်းတောက်ပေးရတာပေါ့အဲ့လိုမျိုးကျတော့စီကန်းသွားပြီးတော့မှဒီမျက်စိဆရာဝန်မျက်စိကန်းပြပြီးတော့မှအဲ့လိုမျိုးလေးပေါ့ power change တင်လဲ change တာပေါ့နော်အဲ့လိုပြီးတော့လုပ်ရတယ်လိုမျိုးရှိကားရိုက်စကားရိုက်တဲ့မီးထိုးတာတော့ဟိုက used to တော်တော်ဖြစ်သွားပြီပေါ့နော်ဆိုတော့တော်တော်လဲကြာပြီဆိုတော့လေဘေးကနေထိုးတဲ့ဟာမျိုးကြတော့ကိုကခဏရင်ရှိသွားပြီအများနဲ့ထိုးနီးထိုးခံနေရတဲ့ခါကျတော့ကိုတော့ကအဲ့လိုအရင်တော့ဟိုဖြစ်တော့အကူကလည်းဒီမျက်စိပါဝါနဲ့အခုမှစပြီးတော့ဒီတယောက်ဆောင်ဆောက်လုပ်တယ်ဆိုရင်တော့အဲ့မီးကိုခံနိုင်ချင်မှခံနိုင်မှာပေါ့နော်ကိုကြတော့အဲ့မီးနဲ့မီးအဲ့လိုထိုးခံလာရတာကြတော့ဟိုနှစ်ချီနေပြီဆိုတော့ဆယ်စုနှစ်တစ်ခုတောင်ဖြစ်နေပြီဆိုတော့လေခံနိုင်ရရှိသွားပါတယ်ဟုတ်ကဲ့အခုကအကောင်လုံးကဈေးတွေအရန်တက်နေတဲ့အချိန်မှာဒီဖုန်းလေးကဘယ်လိုပဲဖြစ် AI features တွေလည်းအများကြီးပါဝင်တဲ့အပြင်ကိုသုံးရတာလည်းလွယ်ကူတယ် features တွေလည်းစုံတယ်ပြီးတော့ဈေးလေးကလည်းဒါ9သိန်း10သိန်းပတ်ဝန်းကျင်လေးဆိုတော့တုံးလို့လဲဒါတန်တဲ့ဖုန်းလေးဆိုတော့လည်းဆိုတော့ recommend ပေးပါတယ်